Silent Ferguson ပြုလုပ်ခဲ့မှုတဲ့ United ရဲ့အဆိုးဝါးဆုံးခေါ်ယူမှု၄ခု Manchester United အသင်းရဲ့နီးပြဟောင်းဖြစ်တဲ့ Silent Ferguson ဟာ United မှာတုန်းကသူ့ရဲ့အကြီးမားဆုံးပြောင်းရွှေ့ခြင်းအမှားယွင်းတချို့ကိုဖော်ထုတ်ပြောကြားခဲ့ပါတယ်။1986ခုနှစ်နိုဝင်ဘာလမှာ United အနေနဲ့နီးပြ Ron Atkinson ကို Old Trafford ကနေထုတ်ပယ်ပြီးတော့နိုင်နှင်းခဲ့ကြမှာပဲ Ferguson United ကိုစတင်ပြီးတော့ကင်တွယ်ခဲ့ပါတယ်။ Scotland သားဖြစ်တဲ့ Ferguson က Scottish League ဖလား3ချိန်ရပြီးတော့ Everton ကနေထွက်ခွာလာပြီးတဲ့နောက် Brian McLear Mark New နဲ့ Steve Bruce တို့လိုမျိုးအဓိကကစားသမားများစွာခေါ်ယူခဲ့ပူပါတယ်။ United ကပထမဆုံး Premier League ချန်ပီယံဖြစ်လာခဲ့တဲ့ပြင် Ferguson 2013ခုနှစ်မှာအနားမြူခဲ့တဲ့အထိလီဖလား12လုံးအပါအဝင်ဖလားအားလုံးပေါင်း38လုံးအထိရယူခဲ့ပြီးတော့အင်္ဂလန်ဘောလုံးလောကကိုနှစ်ပေါင်းများစွာကိုလွှမ်းမိုးနိုင်ခဲ့ပါတယ်။အဲဒီလိုအချိန်အတွင်းမှာ Ferguson ပြောင်းရွှေ့ခြင်းဈေးကွက်ထဲမှာအောင်မြင်တဲ့လက်လက်ဆရာအဖြစ်လူသိများခဲ့ပါတယ်။သူကနိုင်ငံတကာပြိုင်ပွဲကြီးတွေမှာခြေစွမ်းကောင်းပြခဲ့တဲ့ကစားသမားတွေကိုခေါ်ယူလေးရှိပေမဲ့တချို့ကတော့သူမျှော်လင့်တယ်လို့မျိုးဖြစ်မလာခဲ့ပါဘူး။ဥပမာအနေနဲ့ Eric Jama ကိုကြည့်နိုင်ပါတယ်။ဂျမ်မာ2003ခုနှစ်မှာကင်မရွန်းနဲ့ Africa Cup of Nations ကိုစုရပြီးတော့လာနေငယ်ကြမှာပဲပြင်နစ်ကလပ်နန်ဒက်စ်ကနေပြီးတော့ United ကိုရောက်ရှိလာခဲ့သူလည်းဖြစ်ပါတယ်။သူရောက်လာတဲ့အချိန်မှာ Ferguson ကစားသမားကိုလာပေါင်းများစွာစောင့်ကြည့်ခဲ့ကြောင်းနဲ့ Old Trafford မှာအကျိုးသက်ရောက်မှုပေးနိုင်မယ်လို့ယုံကြည်ခဲ့ကြောင်းပြောခဲ့ပါတယ်။ Silas ကလာနေငယ်တွင်မှာသူကအလွန်ကိုကောင်းတဲ့ကင်မရွန်းအသင်းမှာကစားရင်းနဲ့တိုးတက်လာတာကိုပြသခဲ့ပြီးတော့ဘလို့ပဲကြည့်ကြည့် Manchester United ကစားသမားတွေကိုတူပါတယ်လို့အင်တာဗျူးတစ်ခုမှာဖြေခဲ့ပူပါတယ်။ဒါပေမဲ့ကွင်းလက်လူဂျမ်မာအတွက်ကတော့ United မှာထိရောက်တဲ့အကျိုးသက်ရောက်မှုမပေးနိုင်ခဲ့ဘဲနဲ့ပထမအသင်းမှာတော့ပုံမှန်ပွဲထွက်ခွင့်မရရှိခဲ့တာကြောင့်မလို့2005ခုနှစ်ဇန်နဝါရီလမှာပေါင် 1.5 သန်းနဲ့ Aston Villa ကိုပြန်လည်ရောင်းချခြင်းခံခဲ့ရပါတယ်။သူ့ရဲ့ခြေစွမ်းမပြနိုင်ခဲ့မှုကြောင့်မလို့ Ferguson ကသူ့ရဲ့ကိုယ်ပိုင်အမှားယွင်းများဖြင့်ပြောဆိုဆွေးနွေးရမှာဂျမ်မာကိုဖော်ပြခဲ့ပြီးတော့အဲ့ဒီအချိန်မှာ Kian Richardson, William Brunier နဲ့ Remini ကိုလည်းပါဝင်ခဲ့တယ်လို့ Silas ကထုတ်ဖော်ပြောကြားခဲ့ပူပါတယ်။အဲဒီကစားသမားတွေထဲမှာ Silas Ferguson က Remini ကိုသူ့ရဲ့အဆိုးရွားဆုံးခေါ်ယူမှုဖြစ်သတ်မှတ်ခဲ့ပါတယ်။1988ခုနှစ်မှာတတိယတန်းကလပ် Bristol City ကနေပြီးတော့ပေါင် 3,900,000 နဲ့ United ကိုရောက်လာခဲ့တဲ့ Mini က Jim McLean ရဲ့တင်းကျပ်တဲ့စီမံခန့်ခွဲမှုအောက်မှာ Dundee United တိုးတက်မှုအတွက်အရေးပါတဲ့အခန်းကဏ္ဍနေပြီးတော့ပါဝင်ခဲ့ပူပါတယ်။သူဟာ1983-84မှာ Scottish ကလပ်ကို European Cup Semi-Final ထိရောက်အောင်လို့ကူညီပေးခဲ့ရမှာ၄ဂိုးသွင်းခဲ့ပေမဲ့၄နှစ်အကြာမှာတော့သူ့ရဲ့ကစားသမားပေါ်အခြေစွမ်းပေါ်မှာအားထုတ်မှုနည်းပါးခြင်းကြောင့်မလို့အကောင်းဆုံးပုံစံကိုကျော်လွန်သွားခဲ့ပါပြီ။အမှန်တော့ Old Trafford မှာပထမရာသီမှာရုန်းကန်ပြီးတဲ့နောက်1989ခုနှစ်မှာအရန်အသင်းကိုပို့ခံခဲ့ရပြီးတော့အသက်28နှစ်အရွယ်မှာ United အတွက်သူ့ရဲ့နောက်ဆုံး Professional ပွဲကိုကစားခဲ့ရပါတယ်။အဲဒီလိုဖြစ်ခဲ့ရတာက Mania United ကိုရောက်ရှိလာတဲ့အချိန်မှာကျင့်ဝတ်ပိုင်းဆိုင်ရာပြဿနာရှိခဲ့ပြီးတော့ Ferguson လိုမျိုးစီကံတင်းကျပ်တဲ့နီးပြရဲ့လက်အောက်မှာအသင်းနဲ့ပေါင်းစည်းနိုင်မှုအခက်အခဲရှိခဲ့ပါတယ်။ Ferguson က Mania ရဲ့ဘောလုံးကွင်းပြင်အောင်ပြပြမှုတွေကြောင့်မလို့သူ့ရဲ့ Professional သဘောထားကိုသဘောမကျခဲ့ပါဘူး။ဒါပြင် Ferguson Mania ကိုခေါ်ယူတဲ့နေရာမှာတခြားကစားသမားတွေလိုမျိုးပြိုင်ပွဲကြီးမှာထူးချွန်ခဲ့လို့ခေါ်ယူခြင်းမဟုတ်ဘဲနဲ့သူ့ရဲ့ပုံကိုယ်ရေးဆုံးဖြတ်ချက်မှားယွင်းမှုကြောင့်ဖြစ်ခဲ့တယ်လို့နောက်ပိုင်းမှာဝန်ခံခဲ့ပူပါတယ်။ Ferguson က Mini ကိုအမြင်ဖြင့်သာယုံကြည်ပြီးတော့ခေါ်ယူခဲ့တာဖြစ်ပြီးတော့နောက်ပိုင်းမှာသူ့ရဲ့ဆုံးဖြတ်ချက်ကအမှားကြီးတစ်ခုဖြစ်ခဲ့ကြောင်းလည်းပြန်လည်ဝန်ခံခဲ့တာပါ။ Mini က Silas Ferguson ရဲ့လက်အောက်မှာပေါင် 1,900,000 သာကုန်ကျခဲ့ပေမဲ့လည်းရလဒ်အနေနဲ့ပထမအသင်းမှာနေရာမရခဲ့တဲ့ပြင်အသက်28နှစ်မှာအနားယူရလူနေနေဖြစ်သွားခဲ့တဲ့အတွက်ရင်းနှီးမြှုပ်နှံမှုအမျက်မရှိဆုံးကစားသမားဖြစ်သတ်မှတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။